မင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာတွေထဲမှာတော့သမိုင်းတက်လျှောက်လူပြောက်ဆုံးမှုတွေတဘာဝလွန်ဖြစ်ရတွေအပြင်ကဘာပေါ်မှာဖြစ်ပျက်ဖူးခဲ့သမျှထူးဆန်းလွန်းတဲ့အဖြစ်ပျက်တွေကိုရှာဖွေစုစည်းပြီးတင်ဆက်ပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာပါတဲ့အကြောင်းအရာအများစုကိုဖြစ်ပျက်ခဲ့တဲ့အချိန်ကနေစလို့ဒီနေ့အချိန်ထိဘာကြောင့်ဖြစ်ခဲ့တယ်ဆိုတာကိုအဖြေရှာနေကြပေမဲ့မဖြေရှင်းနိုင်သေးတဲ့ကဘာကျော်ဗဟိတိများအဖြစ်သာကြန့်ရှင့်နေပါတယ်ဘန်မြို့ရှိမျက်နှာများ1982ခုနှစ်ကအမျိုးသမီးတဦးဟာသူ့ရဲ့ကျမ်းမြင်မှာလူတစ်ယောက်ရဲ့မျက်နှာပုံစံပေါ်လာတယ်လို့ပြောခဲ့တာကနေဒီဖြစ်ရက်အစပြုခဲ့ပါတယ်။သူမိသားစုကအဲ့ဒီမျက်နှာပုံစံအရာကြီးကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ယောက်ျားကကျမ်းမြင်ကိုဆွဲခွာလိုက်ပြီးအသစ်ပြန်ခင်းလိုက်ပါတယ်။ဒါပေမဲ့တပတ်လောက်အကြာမှာတော့အရင်ကလိုပဲမျက်နှာပုံစံတစ်ခုကကျမ်းမြင်ကနေပြန်ပေါ်လာပြီးနောက်ထပ်လည်းမျက်နှာတွေဆက်ပြီးပေါ်လာပါတယ်။မကြခင်မှာပဲဒီသတင်းဟာတမျိုးလုံးကိုပြန့်နှံ့သွားပြီးအာဏာပိုင်တွေရဲ့အာရုံစိုက်မှုကိုရသွားပါတယ်။အဲဒီကလေးကအိမ်ရှင်တွေကမျက်နှာတွေဆက်ပြီးပေါ်နေသေးတယ်လို့ဆိုကြပြီးသူတို့ရဲ့ဘန်မျိုးကအိမ်ဟာခီးသွားနေရတစ်ခုဖြစ်လာပါတယ်။အဲဒီကိုလာရောက်လဲပတ်သူတွေဟာပုံပြက်နေတဲ့မျက်နှာအမြောက်အများကိုတွေ့မြင်ရပြီးထူးဆန်းလွန်းတာကြောင့်လဲပတ်သူတွေကိုစိတ်မသက်မသာဖြစ်စေတဲ့ခံစားမှုကိုရစေခဲ့ပါတယ်။ဒါကသစေရီရဲ့လောက်ရလားဒါမှမဟုတ်ပုဒ်တရံကိုအတိတ်ပဲလွန်ကဲစွာမြင်တတ်တဲ့လူစိတ်ရဲ့သဘောလားဆိုတာဝေခွဲမရပါဘူးဒီပုံတွေကိုလက်နဲ့ဖန်တီးထားရဆိုတာသက်သေပြဖို့စ조사တဲ့စုံစမ်းစစ်ဆေးမှုတွေကိုလည်းအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးပါပြီဒီထူးဆန်းတဲ့မျက်နှာတွေဟာပုံမခိုင်လုံတဲ့အထောက်အထားမရမချင်းရှင်းပြလို့မရနိုင်တဲ့ဖြစ်ရက်စံတစ်ခုအဖြစ်ဒီနေ့ချိန်အထိရှိနေသေးပါအချို့ကတော့ဒါဟာဆယ်စုနှစ်ချီကြာတဲ့တဘာဝလွန်ဖြစ်ရက်တစ်ခုရဲ့အထောက်အထားလို့အခိုင်အမာယုံကြည်ကြပါတယ်။ Frederick Valentich ပြောက်ဆုံးမှုဒီဖြစ်ရပ်ကတော့ Frederick Valentich ဆိုသူလေယာဉ်မှူးတယောက်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ်နာမည်ကြီးပါတယ်။ဒီဖြစ်ရပ်မှာပုံမှန်လေ့ကျင့်ခန်းတစ်ခုအဖြစ်စတင်ခဲ့ရကနေကြောက်စရာအကောင်းဆုံးအဖြစ်ဆုံးနဲ့ဆုံးသွားပါတယ်။ Frederick Valentich ဟာလေယာဉ်မှူးတယောက်ဖြစ်ချင်သူလည်းဖြစ်ကျယ်ရီရဲ့အလွန်အာကာသထဲမှာတက်ရှိရလို့ယုံကြည်ထားသူလည်းဖြစ်ပါတယ်။အသက်20အရွယ်လေယာဉ်မှူး Frederick Valentich ဟာ Cessna 182L လေယာဉ်မြန်ကိုပြန်တန်းရင်းကောင်းကင်ယံမှာတစုံတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။1998ခုနှစ်မှာ Frederick တယောက်ကင်းကျွန်းစီကိုညနေဆောင်လေယာဉ်မြန်နဲ့ပြန်တန်းလေ့ကျင့်နေစဉ်အတွင်းမှာဒီအဖြစ်အပျက်ကိုကြုံခဲ့ရတာပါ။သူဟာပထမတော့လေကြောင်းထိတ်ချုပ်ရေးကိုသတိပေးလိုက်ပါတယ်။သူ့အပေါ်မှာအခြားရှင်တစီပြန်တန်းနေတဲ့အဲ့ဒီရှင်ဟာကြီးမားပြီးအလင်းရောင်တောက်တွေအများကြီးပါတယ်လို့သူကဖော်ပြခဲ့ကအဲ့ဒီရှင်ကသူ့နောက်ကလိုက်နေတယ်လို့ဆိုပါတယ်။အဆက်အသွယ်ပြတ်တောက်မသွားခင်သူပြောခဲ့တဲ့နောက်ဆုံးစကားကဒါဟာတာမန်လေရင်မဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်ပိုင်းရှာဖွေမှုတွေပြုလုပ်ခဲ့ပေမဲ့သူ့ကိုဘယ်တော့မှရှာမတွေ့ခဲ့ပါဘူး။ Frederick Valentich ဟာအခုဆို228နှစ်ကြာပျောက်ဆုံးနေပေမဲ့သူ့အကြောင်းကိုအခုထိပြောနေရတော့မှာပဲ။ Valentich ဟာအရီနာကပြန်ပြီးဆွဲချင်းခံခဲ့ရတယ်လို့အခိုင်အမာယုံကြည်သူတွေအများကြီးရှိသလိုဒီနယ်ပယ်မှာလောက်ကင်သူတွေကတော့သူကိုယ်တိုင်ဇလန်းဆင်ခဲ့တာပဲလို့အခိုင်အမာပြောဆိုကြပါတယ်။ခဲမျက်နှာဖုံးအမှုတေချင်းတရားအချို့ဟာယုံရခက်ပေမဲ့ရှင်းပြလို့ရပါသေးတယ်။ဒါပေမဲ့ဒီအမှုကတော့အဲ့ဒီလိုမျိုးလုံးဝမဟုတ်ပါဘူး။1966ခုနှစ်မှာအမျိုးသား2ယောက်ရဲ့အလောင်းတွေကိုဘေးချင်းရှင်လျက်တွေ့ရှိခဲ့ရပါတယ်။ Manuel နဲ့ Jose Varna ဆိုသူတွေဟာသူတို့ရဲ့ဝတ်စုံတွေခဲမျက်နှာဖုံးတွေကစလို့ပြင်ပတန်ရာတစုံတရာမတွေ့ရှိရပါပဲသိဆုံးနေကြပါတယ်။သူတို့နီးမှာနားလည်ရခက်တဲ့ညွှန်ကြားချက်တွေလည်းရှိနေခဲ့ပေမဲ့သူတို့ရဲ့အဖြစ်ဆိုးကိုတော့တဲလွန်စွာမပေးနိုင်ခဲ့ပါဘူး။ပုံမရှုပ်ထွေးစေတာကရတတပပေါင်းများစွာတရုတ်ခွဲစစ်ဆေးမှုတွေမပြုလုပ်ခဲ့ရလို့သူတို့ဘလို့သိဆုံးသွားတယ်ဆိုတာသိရှိနိုင်မှုမဖြစ်နိုင်ခဲ့ပါဘူး။ဒါဟာရာဇဝတ်မှုကြောင့်သိဆုံးခြင်းကနေလူမဟုတ်တဲ့သက်ရှိတွေကိုရှာဖွေစဉ်မတော်တဆဆေးလွန်ကျော်သုံးမိခြင်းအထိသက်သေမပြနိုင်တဲ့အဆိုပြုချက်တွေလည်းထပ်ပေါ်လာပါတယ်။ဒီဖြစ်စဉ်ဟာတာမန်လူတွေအတွက်တော့ဘာမှထူးဆန်းမနေပေမဲ့အဲ့ဒီအချိန်ကတိမ်မှုတေခင်းကိုလိုက်နေရတဲ့ရဲတွေအတွက်တော့တော်တော်လေးခေါင်းချောက်ခဲ့ရပြီးသိဆုံးပုံကိုမဖြစ်ရှင်းနိုင်ခဲ့တာကြောင့်အမှုပိတ်ခဲ့ရပါတယ်။စိုးတာမိသားစုကလေးများပျောက်ဆုံးမှုဒီဖြစ်ရပ်ကိုဖြစ်စေခဲ့တဲ့ညကခရစ်စမတ်အကြိုညဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲမီးလောင်မှုဖြစ်ပွားခဲ့ပြီးဒီဖြစ်ရပ်မှာပါဝင်မိသူတွေဟာသူတို့ဘဝတွေဘယ်လောက်ထိပြောင်းလဲသွားမယ်ဆိုတာမသိခဲ့ကြပါဘူး။ George နဲ့ဂျန်နီဆိုတာတို့ဟာသူတို့နဲ့အတူနေထိုင်တဲ့ကလေး9ယောက်မှာ4ယောက်ဟာမီးလောင်မြင်ကြားထဲကနေထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ကျန်5ယောက်ကတော့ပျောက်ဆုံးသွားပါတယ်။ပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့အလောင်းကိုလည်းမီးလောင်မြင်ထဲမှာလုံးဝမတွေ့ရဘူးလို့ဆိုပါတယ်။မိဘတွေကတော့ဒီမီလောင်မှုဟာတာမန်မတော်တဆဖြစ်ရမဟုတ်ပဲရာဇဝတ်မှုကျူးလွန်ခဲ့ရတယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။
အဲဒီနောက်သူတို့ဟာနှစ်ပေါင်းများစွာရှာဖွေခဲ့ကြော်ညာဆိုင်းပုတ်တွေစိုက်ထူခဲ့သတင်းပေးသူအတွက်ငွေထောင်ပေါင်းများစွာကန်လန့်ခဲ့ပါတယ်1968ခုနှစ်မှာသူတို့ရဲ့သားလူဝစ်ရဲ့ပုံမှန်တူဓာတ်ပုံတစ်ပုံကိုသူတို့စီပေးပို့ခံခဲ့ရပေမဲ့အဲ့ဒါကလည်းမအောင်မြင်ခဲ့ပါဘူးဂျော့ချ်နဲ့ဂျန်နီတို့ဆယ်စုနှစ်ပေါင်းများစွာကွယ်လွန်ခဲ့ပေမဲ့သူတို့ရဲ့ကြံရှိနေတဲ့ဆွေမျိုးတွေကလည်းပျောက်ဆုံးသွားသူတွေကိုဆက်လက်ရှာဖွေနေစေပါယုံကြည်သူတွေအချို့ကတော့သူတို့ကိုစစ်စလီယန်မင်းတထေအဖွဲ့ကခေါ်ဆောင်သွားတယ်လို့ယုံကြည်ကြပြီးအချို့ကတော့1945ခုနှစ်ကန်ဆိုးရဲ့ညမှာဝမ်းနဲ့ပွဲကွယ်လွန်သွားတယ်လို့ယုံကြည်ကြပါတယ်။ဖလန်နန်ကျွန်းစုမိပြတိုင်း1900ပြည့်နှစ်မှာဖလန်နန်ကျွန်းစုတွေအနာကိုတင်မောတစီဖြတ်တန်းစဉ်ရာသီဥတုဆိုးနေခဲ့တာကြောင့်ကျွန်းနာမှာရန်နာဖို့တင်မောပေါ်ပါသူတွေဟာဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ပုံမှန်ဆိုရင်တော့ကျွန်းပေါ်မှာမိပြတိုက်တစ်ခုရှိပေမဲ့မိထုံးထားတာမတွေ့ရတော့တခုခုမှားနေပြီဆိုတာသူတို့သိသွားပါတယ်။ရန်နေငယ်အကြမှာကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကျွန်းပေါ်ရောက်တော့သူတို့ရဲ့တွေ့ရှိချက်အရအံ့အားသင့်သွားရပါတယ်။မိပြတိုက်တစ်ခုလုံးကိုစစ်ဆေးအပြီးမှာအဲ့ဒီမိပြတိုက်ကိုထိမ့်သိမ်းဆောက်ရှောက်နေရသူတာဝန်ကျဝန်ထမ်းတွေဖြစ်တဲ့ James Dugas, Thomas Marshall နဲ့ Donald MacArthur ဆိုသူလူ၃ယောက်ခြေရလက်ရမကြံခဲ့ပဲပျောက်ချင်းမလပျောက်ဆုံးနေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့၃ယောက်လုံးမိပြတိုက်ထဲမှာရှိခဲ့တဲ့ဆိုတဲ့အထောက်အထားတွေတော့ရှိပါတယ်။သူတို့၃ယောက်လုံးမတော်တဆကြောက်ကဘာဘေးကနေပြုတ်ကျသွားတယ်လို့လူအများစုကယုံကြည်ကြပေမဲ့အချို့ကတော့မတူကွဲပြားတဲ့အမြင်တွေရှိကြပါတယ်။ဒူဇန်နဲ့ပင်လယ်တရဝါကြီးတွေကနေစလို့တရိษံတဆေတရေတွေအထိထင်ရမြင်ရအကြံပြုချက်တွေထွက်ပေါ်ခဲ့ပါတယ်။အရီကန်ဆိုတဲ့ညကစလို့သူတို့အသက်ရှင်နေသေးတာဒါမှမဟုတ်သေဆုံးခဲ့ပြီဖြစ်နေလားဆိုတဲ့အချက်ဟာဒီနေ့အချိန်ထိမဖြေရှင်းနိုင်သေးတဲ့ဗဟေဒီတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ဂျင်မီဟော့ဖာရဲ့ကံကြမ္မာတေယူပိုးဆောင်ရဲ့အလုပ်သမားတမကရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ဂျင်မီဟော့ဖာဟာသူ့ရဲ့လုပ်ငန်းခွင်တက်တန်းတစ်လျှောက်မှာဩဇာအာဏာကြီးမားတဲ့မိတ်ဆွေကောင်းတွေရှိသလိုတစ်ဖက်မှာလည်းပို့ပြီးတကိုးထွားတဲ့ရန်သူတော်တွေကိုဖန်တီးမိခဲ့သူပါသူဟာတကယ်ကိုတဘာဝတရားရဲ့စွမ်းအားတစ်ခုလိုပဲလူအများပေါ်လွှမ်းမိုးမှုရှိပြီးစိတ်ကူးစိတ်သန်းတွေကိုဖန်ဆားနိုင်ခဲ့တဲ့အေယာမပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တာကြောင့်သူ့ကိုလူတိုင်းကသိကြပါတယ်ထောင်နှံခဏတာကြားခံပြီးတဲ့နောက်မှာဂျင်မီဟော့ဖာဟာသူဆုံးရှုံးသွားတဲ့ယာဒူးအာဏာတွေကိုပြန်လည်ရယူဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့1985ခုနှစ်ဇူလိုင်လ30ရက်နေ့မှာတော့အစည်းအဝေးတစ်ခုတက်ရောက်ဖို့ထွက်ခွာသွားခဲ့ရကနေဘယ်တော့မှပြန်မလာတော့ပဲထာဝရပျောက်ဆုံးသွားခဲ့ပါတယ်။ပျောက်ဆုံးသူအဖြစ်အစီရင်ခံစာတင်ပြီးငွေကနန်း6လုံးအထိရှိတဲ့စုချင်းငွေတွေနဲ့ကမ်းလှမ်းရှာဖွေခဲ့ပေမဲ့ဘသူကမှသတင်းအစနှတောင်လာရောက်မပေးခဲ့ကြပါဘူး။2004ခုနှစ်မှာတော့သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်သူ Fred Sharon ကဒီပျောက်ဆုံးမှုရဲ့နောက်ွယ်မှာရှိနေတယ်လို့ဆက်ဆွဲခံခဲ့ရပါတယ်။ဒါအပြင်သူ့ရဲ့ရုပ်ကျင်းတွေကို Giant Stadium ရဲ့အောက်မှာမြုပ်နှံထားတယ်ဆိုတဲ့သတင်းတွေလည်းကြက်ကြက်ပြင်းပြင်းထွက်ပေါ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒါဟာမှားယွင်းတဲ့ယူဆချက်တွေလိုပဲသတ်မှတ်လိုက်ကြပါတယ်။ဟော့ဖာရဲ့ကံကြမ္မာနဲ့ပတ်သက်တဲ့အမှန်တရားကိုကျမတို့ဘယ်တော့မှသိခွင့်ရတော့မှာမဟုတ်ပေမဲ့ဒီကနေ့အထိတော့ဒါဟာအမေရိကန်သမိုင်းမှာစိတ်အနှောက်အယှက်ဖြစ်စေရအကောင်းဆုံးနဲ့အထင်ရှားဆုံးဗဟီဒီတစ်ခုအဖြစ်ရှိနေစေပါပဲ။တာမန်ရှု1948ခုနှစ်တုန်းကတောင်အော်စတြေးလျနိုင်ငံစမားတန်ကမ်းခြေမှာထူးဆန်းတဲ့အမျိုးသားတစ်ယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကတော်မီလိုပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ဒီအမျိုးသားဟာယနေ့အထိအပြေရှာမရသေးတဲ့ဗဟေဒီတစ်ခုရဲ့ဗဟိုချက်ဖြစ်လာခဲ့တာပါ။ဒီနေရာဟာသူ့ဘဝရဲ့နောက်ဆုံးခရီးဖြစ်သွားခဲ့တယ်လို့သူ့ရဲ့လိုအပ်ချက်အားလုံးကိုလည်းသူနဲ့အတူတပါးတည်းယူဆောင်သွားခဲ့ပုံရပါတယ်။တည်ဆုံရတဲ့အကြောင်းရင်းကိုခွဲစိတ်စစ်ဆေးကြည့်တဲ့အခါမှာအတွင်းအင်ကအချို့ပျက်စီးနေတာကလွဲလို့ခန္ဓာကိုယ်ပေါ်မှာထူးခြားတဲ့အစိတ်အတောက်ဒါမှမဟုတ်တဘာဝမကျတဲ့ပစ္စည်းတစ်စုံတစ်ရာကိုမှရှာမတွေ့ခဲ့ပါဘူး။နောက်ပိုင်းမှာသူ့ရဲ့ခီးဆောင်အိတ်ကိုရှာတွေ့ခဲ့ပေမဲ့အထက်ကပစ္စည်းတွေကလည်းသူဟာဘသူဘယ်ဝါဖြစ်တယ်ဆိုတာကိုခွဲခြားဖို့အထောက်အကူမပြုခဲ့ပြန်ပါဘူး။ဒါပေမဲ့အထူးခြားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးရှာဖွေတွေ့ရှိချက်ကတော့ဘလုံးမအတိတ်ပဲဖော်လို့မရတဲ့ကုတ်သင်္ကေတတွေအပါအဝင်ပါရှန်ဘာသာစကားနဲ့ပြီးဆုံးပြီလို့ရေးသားထားတဲ့စက္ကူစာလေးတစ်ခုပဲရှာတွေ့ခဲ့ပါတယ်။အဲဒီနောက်ဒီသတင်းဟာကာလအတန်ကြာလူတွေစိတ်ထဲကနေမီလီယံနေခဲ့ကြပြီးနှစ်ပေါင်းများစွာအကြာ2022ခုနှစ်မှာတော့ဒီစမားတန်လူသားရဲ့အထောက်အထားကိုကားဝက်အဖြစ်ယာယီအတည်ပြုနိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့သပင်တစ်ပင်ကနေ DNA ကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့လို့ဖြစ်နိုင်ခဲ့တာပါ။အဲဒီ DNA ကနေတဆင့်အသက်ရှင်နေသေးတဲ့သူ့ရဲ့ဖခင်ဘက်ကဆွေမျိုးတော်ဆက်သူဝမ်ငွဲတယောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အခုဆိုရင်သူဟာဘယ်သူလဲဆိုတာကိုကျမတို့သိလိုက်ရပြီဖြစ်ပေမဲ့သူဘလို့ကြောက်သေးဆုံးခဲ့ရတာလေမိမိကိုယ်ကိုအဆုံးစီရင်လိုက်တာလားဒါမှမဟုတ်
တစုံတစ်ယောက်ရဲ့လက်ချက်လားဆိုတာကတော့အခုထက်ထိဗဟေရီဖြစ်နေတော့မှာပဲဂျီဘောရာမျိုးကထူးဆန်းတဲ့တတဝါကြီးပရိသတ်တို့ရောကိုတခါမှမမြင်ဘူးတဲ့ကြောက်စရာကောင်းတဲ့တတဝါကြီးတစ်ကောင်နဲ့ရုတ်တရက်ရင်ဆိုင်လိုက်ရရင်ဘာလုံးမိမယ်ထင်ပါသလဲပြည်သက်နိုင်ငံကဂျီဘောရာမျိုးသူမျိုးသားတွေကတော့သူတို့တသက်မှာတခါမှမမြင်ဘူးခဲ့တဲ့တရိษံစိုးကြီးတစ်ကောင်ရဲ့သားကောင်တွေဖြစ်လာခဲ့တဲ့အခါမှာအဲ့ဒီကြောက်စိတ်ကိုကိုရစ်တင်ယူခဲ့ရပါတယ်တီလီရင်လို့လေလူသိများတဲ့ဒီတတဝါကြီးဟာ18ရာစုအတွင်း3နှစ်တိုင်တိုင်လူတွေကိုတတ်ဖြတ်ပြီးရန်ကားခဲ့တဲ့ဝင်ပလီနဲ့တူတဲ့လှုပ်ဝက်စမ်းကျဲတတဝါတစ်ကောင်မှာသူ့ရဲ့ပုံစံကိုအညွန်ညင်အောင်ကိုတဲ့အစင်းကြောင့်တွေပါရှိပြီးအမီးရှိရှိတယ်လို့ဖော်ပြကြပါတယ်အဲ့ဒီဒေတာမှာအရင်ကမြင်ဘူးသမျှတရိษံတွေနဲ့လုံးဝမတူတာကတော့သိကြပါတယ်သတင်းရှင်မြစ်တွေအရ1964ခုနှစ်ကနေ1968ခုနှစ်အတွင်းမှာဒီတတဝါကြောင့်လူပေါင်းဒါဇင်နဲ့ချီပြီးကြောက်မက်ဖွယ်ရာသေဆုံးခဲ့ရတယ်လို့ယုံကြည်ရပါတယ်။ဒီနေ့အထိငင်းခုန်နေကြတာကတော့အဲ့ဒီအကောင်ဟာဘလို့မျိုးစိတ်လဲဆိုတာပါပဲ။ဝေပလီလို့အလွယ်တကူထင်ရပေမဲ့သူ့ရဲ့ထူးခြားတဲ့ပုံပန်းသင်မြင်ကဒီအယူဆကိုမခိုင်လုံစေပြန်ပါဘူး။ဒါကြောင့်အချို့ကလည်းဒါဟာမြေကွေးဒါမှမဟုတ်ချင်းသစ်တကောင်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ထပ်ပေါ်လာတဲ့အယူဆတွေထဲမှာဒီတတဝါဟာအာဖရိကမြေကွေးဖြစ်နိုင်တယ်ဆိုတာကလည်းတခုအပါဝင်ပါမြေကွေးတွေဟာ1950နဲ့1960ဝန်းကျင်ကတဘာဝပညာရှင်တွေကြားမှာအရန်ကိုလှုပ်ဝက်စမ်းကြဲတဲ့တတဝါတွေဖြစ်ခဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။သတင်းတွေအရလူတွေကိုလုံးဝမကြောက်တာနေကင်းကြောင်တာမှပြင်းပြင်းထန်ထန်တိုက်ခိုက်တာနဲ့အလွန်လှင်မြန်တွက်လက်တာတွေကဒီတတဝါဟာဘာလဲဆိုတဲ့ငင်းခုန်မှုတွေကိုပို့ပြီးအရှိန်မြင့်ပေးနေတယ်လို့ပါပဲ။ပြန်တမ်းရေးအမှတ်စဉ်16ပျောက်ဆုံးမှု1945ခုနှစ်တုန်းကအမေရိကန်လေယာဉ်5စီးဟာအမှုရန်နေတဲ့အတူ Fort Lauderdale မြို့ကနေလေ့ကျင့်ခီးစဉ်အတွက်ထွက်သွားခဲ့ရကနေဘယ်တော့မှပြန်မလာတော့ပဲပျောက်ကွယ်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်မှာအမေရိကန်ရေတပ်သင်္ဘောသား28ယောက်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။သူတို့ဟာနာမည်ကျော်ဘာမြူဒါ3ကန်ထဲမှာပျောက်ဆုံးသွားခဲ့တာဖြစ်ပြီးသူတို့စီမှာဘာတွေဖြစ်ခဲ့သလဲဆိုတာကိုအခုတည်းကခိုင်လုံတဲ့ရှင်းလင်းချက်မရှိသေးပါဘူး။သူတို့ပျောက်ဆုံးသွားတဲ့ညကလေယာဉ်တွေမှာလောင်စာစီအပြည့်ဖြည့်ထားခဲ့သလိုကောင်းဆောင်လေယာဉ်မှုကလည်းလေကြောင်းထိန်းချုပ်ရေးနဲ့အဆက်အသွယ်ရှိနေခဲ့ပါတယ်။ဒါပေမဲ့လေထဲမှာကြာနေလေသူဟာပို့ပြီးစိတ်ရှုပ်ထွေးလာလေဖြစ်ပြီးငါတို့အားလုံးအတူတူရေပြင်မော်ဆင်းကြမယ်ဆိုရက်နောက်ဆုံးသတင်းစကားနဲ့အတူဆက်သွယ်မှုပြတ်တောက်သွားခဲ့ပါတယ်။နောက်ဆုံးမှာသူတို့ရေပြင်မော်ဆင်းခဲ့ကြပုံရပေမဲ့လေယာဉ်တွေကလူတွေကိုရောဘယ်တော့မှအရှာမတွေ့ခဲ့တော့ပါဘူး။လူအများစုယုံကြည်ကြတာကတော့လေယာဉ်မှုရဲ့တန်လိုက်အိမ်မြောင်အလုံးမလုံးတော့တဲ့အခါသူတို့တအုပ်စုလုံးလမ်းကြောင်းမှားပြီးစိတ်ရှုပ်သွားတာလို့ဆိုကြပါတယ်။လေယာဉ်မှုတေလာကသူ့ရဲ့တန်လိုက်အိမ်မြောင်မမှန်ဘူးလို့ပြောနေကြတာဖြစ်ပြီးအဲဒီနောက်သူတို့တအုပ်စုလုံးစပြီးလမ်းပြောက်ခဲ့ပါတယ်။သူတို့ဖလော်ရီဒါကျွန်းဆွယ်ရဲ့အထက်မှာရောက်နေတာလို့အမှတ်မှာပြီးအရှေ့မြောက်ဘက်ကိုပြန်တန်းမှုစူးစမ်းခဲ့တာပါ။တစ်ဖက်မှာလည်းအချို့လူတွေကတော့သူတို့အဖွဲ့ဟာဘာမြူဒါ3ကန်ရဲ့တားကောင်ဖြစ်သွားပြီးအဲဒီလှုပ်ဝက်စမ်းချေမှုကပဲသူတို့အားလုံးကိုဝါမြူသွားတာလို့အခိုင်အမာယုံကြည်နေကြပါတယ်။အမှန်တရားကတော့ဒီအချက်နှစ်ခုရဲ့အလဲမှာရှိနေနိုင်ပေမဲ့ကျမတို့ဘယ်တော့မှသိရတော့မှာမဟုတ်ပါဘူး။